OK ဒီနေ့ကတော့ပြည်တရာပေါင်းဆက်ထားတဲ့မီနစ်များပေါ့နော်သင်ခန်းစာအပိုင်း3ကိုပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ရှိသင်ခန်းစာတော့ကမီနစ်နေလဲအခုချိန်ဆိုရင်အားလုံးချက်ပြီးလောက်ကြပါပြီကဲဒါဆိုရင်ပထမဆုံးမီနစ်စလုံးလေးကြည့်ရအောင်နော်ဒီမှာ51ပေါ့အခရေရောတရာရေအဲ့တော့ရတရာတွေကပေါင်းဆက်ဆရာမလိုဘဲနဲ့တော့နဲ့သူနောက်ကနေကက်ရရမယ်လို့ပြောထားတယ်ပေါ့နော်အဲ့တော့ဒီခါကတော့ခါပဲပေါ့ရောကလည်းပဲရောပဲလူကြီးမယ်နော်အဲ့တော့ခရောပေါ့ဟုတ်ခရောနောက်တစ်ခုကဓာရဲ့အာသရရဲ့ဓာခရောဓာဟုတ်ခရောဓာဆိုရင်ဖွင့်သည်ဒါကြတော့မီးခလုတ်ပေါ့နော်အဲ့တော့မီးဖွင့်တာတော့မီးခလုတ်ဖွင့်တာတော့ဆိုရင်ခရောဓာကိုသုံးရပါတယ်အဲ့တော့ဒီကိုရီးယားစာနဲ့မြန်မာစာနဲ့မတူတာကြတော့မြန်မာစာမှာဆိုရင်မီးဖွင့်တာမီးခလုတ်တွေဖွင့်တာတကားတွေဖွင့်တာနော်ဆက်တွေဖွင့်တာအဲ့ဒါတွေအကုန်လုံးကိုဖွင့်တယ်လို့တမျိုးနဲ့သုံးတယ်ပေါ့ကိုရီးယားစာမှာတော့အဲ့လိုမဟုတ်ဘူးမီးခလုတ်တွေဖွင့်တာကိုတမျိုးပေါ့နော်ဆက်ဖွင့်တာတို့ဒီတကားဖွင့်တာတို့ကျတော့တမျိုးပေါ့နော်အဲ့တော့သူအသုံးလုံးမတူဘူးပေါ့မြန်မာစာမှာတော့ဖွင့်သည်ဆိုပြီးတမျိုးနဲ့သုံးတယ်ကိုရီးယားစာမှာတော့အသုံးလုံးတွေကွဲပါတယ်အခုဒီမှာခေါ်တာကျတော့မီးခလုတ်တွေမီးတွေဖွင့်တာကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကရဲ့ဥတရာကတော့ကပဲပေါ့နော်ဥတရာကတော့တချောင်းငယ်လို့တင်ထားတယ်ပေါ့အဲ့တော့ good ဒါအားဒါအဲ့တော့ good ဒါဆိုရင်ပိတ်တီဒါကြတော့မီခလုတ်တွေမီတွေပိတ်တာကိုပြောတာဖြစ်ပါတယ်အဲ့တော့ခေါ်တာဆိုရင်ဖွင့်တီ good ဒါဆိုရင်ပိတ်တီပေါ့နော်နောက်တစ်ခု53ထရဲ့အာတရရဲ့ထကတော့ထပဲပေါ့အာတရကရေချနဲ့တူတူပဲလို့ပြောထားရပေါ့နော်အဲ့ထဒါရဲ့အာရဲ့ဆိုတော့ဒါထားတာဆိုရင် CD ပေါ့နော်ဘတ်စကားစီးတာကားစီးတာပေါ့နော်စပိန်စီးတာဆိုင်ကစီးတာဒါမျိုးစီးတာကိုထားတာလို့သုံးပါတယ်ထားတာ CD နောက်တစ်ခုကအဖုတာဆိုတာကကြတော့အာရဲ့အာတရရဲ့ဆိုတော့အာတမ်းပဲထွက်ရမယ်တရတမ်းပဲထွက်ရမယ်ဖရဲ့ဥတရရဲ့ဖုပေါ့နော်ဥတရတစ်ချောင်းကဖုဒါအားဒါပဲပေါ့အဲ့တော့အဖုတာနေမကောင်းဖြစ်တယ်လို့ဒီမှာပေးထားတယ်ပေါ့နော်နာဒီလို့လည်းအဓိပ္ပာယ်ရတယ်နာတာပေါ့နော်နာတာပေါ့ဒီဒရမာကားတွေမှာဆိုရင်အများပါတယ်ပေါ့နော်ဟိုတငယ်ချင်း2ယောက်ကမှတယောက်ကစပြီးတော့လက်တီးနဲ့ထိုးတာတွေပါညာဆိုရင်အဖရောပေါ့နော်နာတယ်လို့ပြောတာပေါ့အဲ့တော့အဖုတာကနေမကောင်းဖြစ်သည်နာသည်လို့လည်းအဓိပ္ပာယ်ရတယ်ပေါ့နော်နောက်တစ်ခုပရဲ့အာဒရရဲ့ပါတော့ပါပဲပေါ့အာတရကရေးချဆိုတော့ပါပေါ့ရရဲ့ဥတရရဲ့ရုပါရုဒါအာဒါပါရတာပါရတာဆိုတာစောဒီသူမို့မြန်ဒီပေါ့နော်ပါရတာစောဒီမြန်ဒီနောက်တစ်ခုစရဲ့အာဒါစာလုံးပေါ့နော်စရဲ့အာရစာဒါအာဒါစားတာစားတာကဈေးချိုတယ်ပေါ့နော်အဲ့တော့စားတာဈေးချိုတယ်စားလုံးပေါ့နော်အတန်နဲ့ပြင်းရမယ်စလိန်ဆက်ဆန်စလိန်ဆိုရင်စအားစာပေါ့နော်အတန်နဲ့ပြော့တယ်ဒီစအားကြတော့နည်းနည်းအတန်လေးပြင်းပြရမယ်စားတာဈေးချိုတယ်ဈေးတက်တာသည်ပေါ့နောက်တစ်ခုကကြတော့ရှေ့ဟာဒီစားတာကိုဘီထည့်လိုက်မယ်ဘီစားတာဆိုရင်ဈေးကြီးသည်ဘီစားတာဈေးကြီးသည်ပေါ့နော်ဘီစားတာဈေးကြီးသည်နောက်တစ်ခုဘာရဲ့အာတရရဲ့ဆိုတော့ဘာရဲ့အောက်ကဥတရရဲ့ဆိုတော့ဘာဥတရတစ်ချောင်းနဲ့ဆိုတော့ဘာပုဒါအာကဒါပဲပေါ့နော်ဘာပုတာဆိုရင်အလုတ်များသည်နောက်တစ်ခုစုတာစရဲ့ဥတရရဲ့စုဒါအာဒါစုတာဆိုရင်ရေးသည်စာရေးတာပေါ့နော်သုံးသည်အသုံးပြုသည်ပြောတာပေါ့စာရေးသည်အသုံးပြုသည်သို့မဟုတ်အရာကခါသည်ဆိုပြီးတော့အဓိပ္ပာယ်သုံးမျိုးရတယ်စစ်တာရေးသည်သုံးသည်ခါသည်နောက်တစ်ခုဟုတ်ပြီနော်အဲ့တော့ဒီမှာ51ကနေ59အထိကဒီမှာဓာရီနဲ့စုံထားတယ်ပေါ့နော်ဒါတွေအကုန်လုံးကဓာရီနဲ့စုံထားတယ်
တော့ဒါနဲ့စုံပြီးတော့ဒီဘက်ကမြန်မာလိုကကြတော့တီနဲ့စုံထားတယ်ပေါ့နော်အဲ့တော့ဒါနဲ့စုံတဲ့တီနဲ့စုံနေဆိုရင်ဒါတွေကကရိယာလို့ခေါ်တယ်ပေါ့နော်ကရိယာတို့ဒုံစားလို့ခေါ်တယ်ပေါ့ကရိယာပေါ့အဲ့တော့ဒါရဲ့ကြတော့ကရိယာရဲ့တခြားကြက်ထားပါနော်ဟုတ်ပြီအဲ့တော့နောက်ထပ်60ကိုကြည့်အောင်60ရပရဲ့ဥဒရရဲ့ပတော့ပပဲဥဒရကနှစ်ချောင်းနဲ့ပူရရဲ့ဤရဲ့ဆိုတော့ရီပူရီဆိုရင်အမြင့်ပေါ့နော်တစ်ပင်အမြင့်တစ်မြင့်တွေကိုပြောချင်တာပေါ့ပူရီအမြင့်ဒါဆိုရင်ဒါကြောင့်နောင်ဖြစ်သွားပြီပေါ့နော်နောက်ထပ်တစ်ခုဒါကြတော့တရဲ့ဥဒရရဲ့တတော့တပဲပေါ့နော်ဥဒရကလုံးကြီးတင်တစ်ချောင်းနဲ့အဲ့တော့တိုးဆိုတာထပ်ပြီးတိုးထပ်ပြီးအဘပေါ့နော်ဒါကြတော့အဘဖြစ်သွားပြီတိုးဆိုတာထပ်ပြီးနောက်တစ်ခုကကြတော့ကြရဲ့အာတရရဲ့ကြရဲ့အာတရရဲ့ဆိုတော့ကြာရဲ့အာတရဆိုကြာပေါ့နော်ဒါအာကဒါကြာတာဟောကြာတာဆိုရင်ငန်းသည်အရသာငန်းတာပေါ့နော်အရသာငန်းသည်နောက်တစ်ခုက63ကကြတော့အာကသရနာမထွက်မယ်အာပေါ့နော်အာသရနာမထွက်မယ်ပအာကပါအပါဆိုအဖေကိုပြောတာပေါ့နော်အပါအဖေနောက်တစ်ခုအာအိုကအိုပဲပေါ့နော်အာအိုကအိုသရနာထွက်မယ်ပအာကပါရဲ့အာရဲ့ဆိုပါပေါ့နော်အိုပါဆိုတာအကိုပေါ့ဒီအိုပါကကြတော့မင်းကလေးကနေမှယောက်ျားလေးကိုခေါ်တဲ့အသုံးလုံးဖြစ်တယ်ဒါမင်းကလေးပဲသုံးရမယ်ပေါ့နော်မင်းကလေးတွေကနေမှယောက်ျားလေးကိုခေါ်တဲ့အခေါ်ဖြစ်တယ်ဟုတ်ပြီအိုပါဆိုတာအကိုပေါ့ယောက်ျားလေးချင်းတော့အိုပါလို့ခေါ်လို့မရဘူးပေါ့နော်ဟဲအောင်လို့ခေါ်ရတယ်ပေါ့ဒါကကြတော့အသက်သင်္ကန်းစာကြတင်ပြီးတော့ရင်ဒါကြီးတင်ရလိမ့်မယ်ပေါ့နော်အခုလောလောဆယ်ကအသက်တမ်းမပါသေးဘူးဆိုတော့ဒါအိုပါဆိုရင်ဒါက main ကလေးကနေယောက်ျားလေးကိုအကိုလို့ခေါ်တာပေါ့နောက်တစ်ခုကကြတော့အာကအာပဲပေါ့ဂျာအောကဂျောအာဂျောစအီကစီလို့မထွက်ဘူးရှီလို့ထွက်မယ်လို့ပြောခဲ့တယ်ပေါ့နော်အဲ့တော့စအီရှီအာဂျစီဆိုရင်ဦးလေးပေါ့နော်ဦးလေးပေါ့ဦးလေးအရွယ်ကိုအာဂျစီလို့ခေါ်ရမယ်ပေါ့နော်ဒါဟိုပေါ့နော်ဒါကကြတော့ဒဇိန်ခုမီတာစုဝင်နေရမှာပဲねဒဇိန်ဦးလေးအရွယ်တွေကိုခေါ်တဲ့အသုံးလုံးဖြစ်တယ်အာဂျစီကိုယ့်ရဲ့ဒီမီတာစုတွေကဦးလေးတွေကိုတော့တသက်အခေါ်ရှိတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကြည့်မယ်60ခွင်ကတရဲ့ဩဒရရဲ့ဩဒရကသွေးထိုးရေးချပေါ့နော်တတော့တပဲပေါ့အဲ့တော့တော်နာအာကနာတော်နာဓာအာကဓာတော်နာတာဆိုတာထွက်သွားသည်နောက်တနေရာကိုထွက်သွားတာကိုတော်နာတာထွက်သွားသည်ဒီနေရာမှာပြောရရှိတာကထွက်သွားသည်ကနောက်တစ်မျိုးရှိသေးရဲ့ပေါ့နော်နောက်တစ်မျိုးကနာဂါဒါဆိုပြီးရှိသေးရဲ့ဗျနာဂါဒါဆိုတာလည်းပဲထွက်သွားသည်ပဲဒီနာဂါဒါကကြတော့အခန်းထဲကနဲ့အပြင်ကိုထွက်သွားတာမျိုးပေါ့နော်ဒါမျိုးမှာသုံးတယ်ပေါ့ခန်းထဲကနေပြင်ဘက်ကိုထွက်သွားတာမျိုးပေါ့ဒီတောနာတာကတော့ဒီနေရာနဲ့အခြားတနေရာကိုထွက်သွားတာကိုဆိုလိုချင်တာပေါ့နော်တောနာတာဒီနာဂါရာကကြတော့အတွင်းထဲကနေအပြင်ကိုထွက်သွားတာပေါ့နော်ဒါကိုဆိုလိုချင်တာဟုတ်ပြီအဲ့တော့ဒါနာဂါရာဆိုတာလည်းထွက်သွားပြီပဲပေါ့နော်တောနာတာကလည်းထွက်သွားပြီပေါ့ဒါပေမဲ့အသုံးလုံးချင်းတော့မတူဘူးပေါ့နော်ဟုတ်ပြီ68နာအာနာနော်နာပရဲ့ဥတ္တရရဲ့ဆိုတော့တစ်ချောင်းလေးနဲ့ထည့်မယ်နာပုဓာအာကတော့ဓာပေါ့နော်နာပုတာဆိုသည်နာပုတာဆိုသည်နောက်တစ်ခုကပရဲ့ဥတ္တရရဲ့ဥတ္တရလုံးကြီးတစ်ချောင်းလေးပိုနောက်တစ်ခုကလည်းပရဲ့ဥတ္တရရဲ့ဆိုတော့ပိုဟာအာကဟာပေါ့နော်ဓာအာကဒါပဲပေါ့ပိုဟာရာဆိုရင်နန်းတီပိုဟာရာနန်းတီဘာအာဆိုတော့ဘာကဥကူဘာကူဒါအာဒါဘာကူဒါဘာကူဒါဆိုရင်လဲလေဒီဘာကူဒါလဲလေဒီနောက်တစ်ခုကကြတော့ပါတော့ပါပဲပေါ့နော်ယောတရယောတရဒီပနဲ့တွေ့ခါမှာပကစကားပြထားတဲ့အရာဖြစ်တဲ့ကြောင့်ပေါ်လို့ထွက်လို့မရဘူးဘယ်လိုတော့
ပြောလို့ထွက်ပြရမယ်ပြောလို့ထွက်လို့မရဘူးဆိုပြောလို့ထွက်ပြရမယ်ပေါ့နော်ပြောရှေ့သင်္ကန်းစာမှာသင်ခဲ့ပြီးသားပေါ့အဲ့တော့ပရဲ့ရောသရရဲ့ဆိုတော့ပြောဆိုတာကအယိုးပြောတာပေါ့နော်ပြောဆိုတာအယိုးဟုတ်ပြီဒါဆိုအစနဲ့ပြန်ကြည့်အောင်ခေါ်တာဖွင့်သည်မိခလုတ်တို့မိတို့ဖွင့်တာကုတာပိတ်သည်မိခလုတ်တို့မိတို့ပိတ်တာပေါ့ထားတာစီးသည်အဖုတာနေမကောင်းဖြစ်သည်နာကျင်သည်ပါရုတာစောသည်မြန်သည်စားတာစေချိုသည်ပိစားတာစေကြီးသည်ဘာပုတာအလုံးများသည်စစ်တာရေးသည်တုံးသည်ခါသည်ပူရီအမြင့်တိုးထပ်ပြီးကြာတာငန်သည်အပအဖေဥပအကိုအာဇရှိဦးလေးကြီးတောနာတာထွက်သွားသည်နာပုတာစိုးသည်ပူဟာတာနန်းသည်ဘာကုတာလဲလဲသည်ပြောအယိုးပေါ့နော်ဒါဆိုရင်ဒီသင်ခန်းစာလေးလည်းရလိမ့်မယ်လို့ထင်ပါတယ်မိနစ်တွေကိုအသေးချာလေးကြက်ပါရေးလေးရေးပါကြက်လေးကြက်ပါပြီးတော့ဒါဆိုရင်နောက်သင်ခန်းစာမှာတွေ့ပါမယ်